ကျွန်တော် WG ဖွဲ့ရဖြစ်ပါတယ်အခုကိုရဲ့ဒီလက်ဖြစ်သွားတာဘယ်မျိုးနယ်မှာဖြစ်တယ် ချုံမလီဘူတောင်းမျိုးနေရဖြစ်တာ ဂျုံလီဘူတော်မှာဖြစ်တယ်ပေါ့နော်အခုကျွန်တော် WG ဖွဲ့ကိုတိုင်ကြလာဘယ်နှစ်လပိုင်းမှာတိုင်ကြလာ ၄လပိုင်းမှာဆက်သွယ်တာ ၄လပိုင်းမှာဒီ2025 4လပိုင်းပေါ့နော်အခုဆက်သွယ်လာပြီးတော့ကျွန်တော် WG ဖွဲ့ရပြီးလိုက်ပြီးကူညီဆောင်ရွက်တဲ့ပုံမှာကိုအနေနဲ့အခုရော်ကြီးရပါတယ် ဟုတ်ကဲ့ရခဲ့ပါ ရော်ကြီးရတာဘယ်လောက်ရရှိလဲကို 9သိန်း6တောင်း8တောင်း 9သိန်း 6တောင်း8တောင်း အခုကျွန်တော် WG ဖွဲ့ရပြီးတော့လိုက်ပြီးကူညီဆောင်ရွက်တဲ့ပုံမှာကိုအနေနဲ့ဘယ်လိုစိတ်ပီတိလေးခံစားမှုရှိလဲပေါ့ ကျင်းတတ်ပါတယ်မသိနားမလဲတာတွေအားလုံးစောင်းရရှောင်းရနေတတိပြရမှာတွေအားလုံးတို့ကတင်ပေးသွားလို့လည်းအခုရခဲ့တာ ဟုတ်ရနော်အခုဒါကျွန်တော် WG ဖွဲ့ပြီးလိုက်ပြီးကူညီဆောင်ရွက်တဲ့ပုံမှာဘတ်9သိန်းကျော်တော့ရရှိသွားပြီပေါ့နော်အဲ့ဒါဆိုရင်ဒါကျွန်တော်ထိုင်းနိုင်ငံမှာရွှေပြောင်းလုပ်သမားတွေဒီလိုဖြစ်လာခဲ့တယ်ဆိုရင်ကျွန်တော်တို့တွေဘယ်လိုရှောင်းရလေးတွေပေါ့နော်ရှိတယ်ပေါ့နော်ပကံစကုံမရှိဘူးဆိုရင်တော့ဒါတော်တော်များများလောက်ခက်ခဲရှိတယ်ပေါ့နော်ဒါအခုဆိုရင်ဒါကိုပကံစကုံရှိတယ်ပေါ့နော်ပကံစကုံရှိရတာနဲ့ဒါအခုဆိုရင်ဒါကျွန်တော်တို့အနည်းလေး4လကျော်တော့6လတော့ကြာသွားတယ်ပေါ့နော်တော်တော်လေးကြံ့ကြာသွားတယ်ဒါမှပကံစကုံရှိတာမှဒီလောက်ကြံ့ကြာတယ်ဆိုရင်ပကံစကုံရှိတဲ့လူတွေပေါ်မှာဆိုရင်ဒါတော်တော်လေးမှုတွေရင်ဆိုင်ရမယ့်အနေအထားရှိတယ်ပေါ့ ဟုတ်ကဲ့ ဟုတ်